နိုင်ငံရေးစနစ်ကောင်းတဲ့လူတွေမကြိုက်ပါဘူးဘာသာရေးစနစ်ကောင်းတဲ့လူတွေမကြိုက်ပါဘူးသတိပဋ္ဌာန်တရားကောင်းတယ်အကုန်မအမထုတ်တာပဲထေရဝါဒကောင်းတယ်အကုန်မမကြည့်ညိုတာပဲဘလောက်ပဲထေရဟောတယ်အုံသင်္ကပြောသည်ကပါနေတာပဲဟုတ်တယ်လေဘလောက်ဟောတယ်ပါနေတာပဲသူရတတိယမြစ်ပါလို့ဘလောက်ထေရပါနတ်ယုတ်ကရောင်းကောင်းတော့ပဲဒါတော့ဒီအတွက်လည်းမတိုက်ခိုက်ပါဘူးတဘာဝကိုချကောင်းတာမှန်တာမှားတာကိုပဲချပြမယ်ကောင်းခြင်းဆိုရင်ချပြလို့မရဘူးဆရာဝတ်သားကြိုက်တယ်သူများမကြိုက်ဘူးဝတ်သားစားလို့ရှိရင်တော့အသေးတွေအစီဖုံးပဲစီးတတ်မြတ်တယ်ဒါကအမှန် true ဝတ်သားကိုကြိုက်ခြင်းမကြိုက်ခြင်းကကောင်းခြင်းမကောင်းခြင်း emotion နဲ့ဆုံးဖြတ်တယ်ကောင်းခြင်းမကောင်းခြင်းကကိုယ့်ရဲ့ခံစားမှုနဲ့ဆုံးဖြတ်တယ်မှန်ခြင်းမမှန်ခြင်းကအသိဉာဏ်နဲ့ဆုံးဖြတ်တယ်ဘာနဲ့ဆုံးဖြတ်မှာလဲခံစားချက်နဲ့ဆုံးဖြတ်ရင်တော့ကောင်းခြင်းမကောင်းခြင်းနဲ့သွားလိမ့်မယ်အတန်ကောင်းတယ်အဲ့ဘုန်းကြီးအတန်မာတာမကြိုက်ဘူးတရားဟောတော့ဒါမင်းခံစားချက်နဲ့ဆုံးဖြတ်တာလေဓမ္မရဲ့အသားကတော့မှန်ခြင်းမှားခြင်းနဲ့ဆုံးဖြတ်ပါဒီနေ့ချိန်ဒီဆရာတော်ကျောင်းမှာတွေ့တဲ့တရားဓမ္မများကိုဒီနေ့ချိန်ဒီဆရာတော်ကျောင်းတည်ထောင်နေရတရားအနေနဲ့မှားတာမရှိခဲ့ဘူးဆရာတော်စကားတော့မှားခဲ့တယ်တရားမမှားဘူးတရားမှားတာအပယ်ဆိုစကားတော့ဟဲ့ခင်းပြီးတော့နေကဘာမှပြောလိုက်မယ်စကားနဲ့ဖြစ်ပြီးတော့စကားနဲ့ဆရာတော်မှားတာရှိကောင်းရှိပါလိမ့်မယ်တရားမမှားပါဘူးတရားမှားရင်အပယ်ကြမယ်စကားမှားတာတော့ကျောင်းကိုမကြည်ညိုမလာတော့မလူတော့โอเคရက်သွားတယ်ဒါပဲရှိတယ်စကားနဲ့မှားရင်မှားမယ်တရားနဲ့ဘသူ့ပုံမှမမှားဘူးတရားမှားတော့မယ်ဆိုရင်မဟောတော့ဘူးစကားမှားတာတော့ပြင်မယ်ကိုရှိပါစေကျောင်းမှာအဝင်ထွက်နေသွားတယ်များသွားတယ်မှာစကားကြောင့်မှားတာရှိရပါတယ်အဲ့ဒီမလာတဲ့သူမကြည်ညိုတဲ့သူကိုတရားမမှားဘူးစကားနဲ့တော့မှားခဲ့ဘူးလေဒါတဝန်ခံတယ်ဆရာတော်ပြောရရှိပြောချပလိုက်တယ်စကားမှားပါတယ်တရားမမှားဘူး